ဤပညာတွေရဲ့နောက်ဆုံးရည်မှန်းချက်ဟာကျွန်တော်တို့ကိုစက်ရုပ်ပို့ပြီးတော့ဆန်သွားစေဖို့မဟုတ်ဘဲနဲ့ပို့ပြီးလူသားဆန်စေဖို့ဖြစ်တယ်ဆိုရင်လက်ခံနိုင်မှာမလားဒီဘဝရေးလုပ်ငန်းတစ်ခုကိုတည်ဆောက်တဲ့အခါကျွန်တော်တို့ဟာအရာရာတိုင်းကိုကိုယ်တိုင်ထိန်းချုပ်ခြင်းနဲ့ထောင်ချောက်ထဲကိုအလွယ်တကူကြလိရှိပါတယ်ဖောက်တယ်ကစားဖို့ရင်ကိုယ်တိုင်ပြန်မစိတ်ချတယ်စည်ရင်းတွေကိုကိုယ်တိုင်အတွက်မှတည်ကြတယ်ဒါဟာရည်စည်းတန်နေတဲ့မြေတစင်းကိုလက်နှစ်ဖက်နဲ့ပိတ်ဖို့ကြိုးစားနေတာနဲ့အတူတူပါပဲရလတ်ကတော့ကိုယ်တိုင်ရင်းနှီးသွားတာပဲဖြစ်ပါတယ်တကယ်စစ်မှန်တဲ့တဒနာကကိုယ်တိုင်မထိန်ချုပ်နိုင်တဲ့ထပ်တလဲလဲလုပ်နေရတဲ့အရာတွေကိုစနစ်တွေ AI တွေကိုရဲရဲဝံ့ဝံ့လွှဲပစ်လိုက်ဖို့သင်ကြားပေးပါတယ်ကျွန်တော်တို့ automation တွေကိုတိစောက်ပေးတာကညဘက်ကောင်းကောင်းအိပ်ပျော်စေဖို့နောက်ထပ်အလုပ်တွေအများကြီးထပ်လုပ်ဖို့ကြီးတက်မဟုတ်ပါဘူးအဲ့ဒီထက်ပိုနဲ့ဆိုင်ပါတယ်စက်ရုပ်တွေကပုံသေးအလုပ်တွေကိုတာဝန်ယူသွားတဲ့အခါမှာမိတ်ဆွေစီမှာအချိန်နဲ့စိတ်ခွန်အားတွေပြန်လဲလွတ်မြောက်လာပါလိမ့်မယ်အဲ့ဒီလွတ်မြောက်လာတဲ့အချိန်နဲ့စိတ်ခွန်အားတွေနဲ့ဖောက်တယ်တွေရဲ့မျက်လုံးကိုတေချာကြည့်ပြီးသူတို့ရဲ့တကယ်အခက်အခဲကိုစာနာနားလည်ပေးကြပါကိုယ့်ရဲ့တင်းမြင့်မာတွေကိုဘောင်းဆောင်ကောင်းတယောက်အနေနဲ့နွေးနွေးထွေးထွေးလမ်းပြပေးပါတာမန်အလုပ်တွေကိုစက်ရုပ်တွေကိုပေးလိုက်ပြီးအလွန်ထူးခဲ့တဲ့စာနာမှုတွေကိုလူသားတွေအတွက်ခြံထားရစ်ဖို့ပါပဲလက်ရှိမိတ်ဆွေရဲ့လုပ်ငန်းမှာတုံးနေတဲ့စနစ်တွေကမိတ်ဆွေကိုစက်ရုပ်တရုပ်လိုပို့ပြီးတော့အလုပ်ရှုပ်သွားစေလားဒါမှမဟုတ်လွတ်လပ်တဲ့လူသားတယောက်အဖြစ်ပြန်လည်မွေးဖွားပေးနေလားကွန်မန့်မှာလွတ်လပ်စွာမျှဝေသွားလို့ရပါတယ်